အားလုံးမင်္ဂလာပါကျွန်တော်တို့ဘလုံးမှာတော့ရုပ်ချောတော့ပါမယ်ရုပ်ဆိုးတော့ပါမယ်ရုပ်လာတယ်လည်းပါမယ်ပြီးရင်ပျော်ရွှင်မှုလည်းရှိတယ်အနိုင်လည်းရှိတယ်အရှုံးလည်းရှိတယ်ပြီးရင်လည်းငြိပတ်မှုတွေပါမယ်အချိန်ဆွဲမှုတွေပါမယ်မာယာတွေပါမယ်ဒါကျွန်တော်တို့ဘလုံးပြီးတယ်ဒါတော့ရုပ်ချောနေတဲ့ဘလုံးကစားသမားမိန်းကလေးတယောက်တော်လေးချော်ကြည့်ရလဲတော်လေးတင်းတော်လေးတဲ့ကျွန်တော်တို့ဘလုံးချစ်လို့လာတော့မသိဘူးဗျာဒီဘလုံးကန်တဲ့မိန်းကလေးတွေ့ရင်ကျွန်တော်တို့တွေ့ရအရန်လေးပြီးဆုံးနေဗျာကျွန်တော်တိုက်စိန်ဘလုံးကန်တဲ့မိန်းကလေးဆိုကျွန်တော်ဟာဘလို့တော့ကြိုက်တော့ဘလို့တော့ဆွဲတော့ဘလို့တော့စိတ်ထဲမှာကျင်နှူးမိတာကိုမသိဘူးဗျာဘလုံးနဲ့ကန်ဘလုံးကန်တဲ့မိန်းကလေးတွေ့ဘလို့မိန်းကလေးမျိုးဖြစ်ရုပ်ချောရုပ်လာကျွန်တော်မရွေးဗျာဘလုံးကန်တတခုပဲဒါကျွန်တော်တော်တော်လေးပြီးဆုံးနေပြီအဲ့ဒီမိန်းကလေးอ่ะဒါတော့ကျွန်တော်ထဲပြီးဆုံးတာပေါ့သူကတော်တော်လေးရုပ်ရည်တယ်ရောခန္ဓာကိုယ်ချိုးစားပိုင်းတယ်ရောမျက်နှာရောအကုန်လုံးပြီးဆုံးနေဘလုံးကအမျိုးသမီးအလှပလေးပေါ့ဗျာဒီမှာ